မိုဘိုင်းလေးကြတဲ့မှာ600ယူကလူကြိုက်နေများလူပုံးနေများပါတယ်ဘာဖြစ်လို့လူကြိုက်များရလဲလူကြိုက်များရဲ့ချက်ကတော့ EDC ကဘယ်ဖိုက်တာမဆို EDC နဲ့ဒီကုန်း300နဲ့ရှစ်ထိန်းနိုင်လို့ဖြစ်ပါတယ်ဘာဖြစ်လို့လူပုံးများရလဲလူပုံးများရဲ့ချက်ကတော့ဒီလိုမကိုက်တဲ့ဘက်နဲ့တော်တော်ပြီးတော့တီခါလို့ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ချောင်း free time ဖြစ်တဲ့ WB ကော WB ကောစသဖြင့် free time တွေကိုဘယ်လိုမျိုးပြရမလဲနဲ့ဘယ်လိုမျိုးချောင်း project ဆောက်ရမလဲဆိုတော့ပြပြပေးပါမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်ရအောင်အယူဆုံးအနေနဲ့ချောင်းလိုက်မယ်ဆိုလို့ရှိရင်ကိုနဲ့ရှင်းထည့်ရမယ့်ဟီရိုဒီလက်ပါစီလောင်းယူလောင်းစသဖြင့်အဲ့လိုဟီရိုနဲ့ရှင်းထည့်ရမယ်ဆိုလို့ရှိရင်တော့ဂျူကန်ုံတေချာ3ကိုလိုပါတယ်ဂျူကန်ုံ30ကိုတေချာရိုက်ပြီးတော့မှ83ပြီးမှတစ်ခါလေးဖြတ်လို့ရပါတယ်အဲ့လိုဖြတ်မှရန်သူကတန်းပြတ်မှာဖြစ်ပြီးတော့ကိုကစောက်လို့လို့ပြတ်ခံရမှာဖြစ်ပါတယ်ကျွန်တော်တို့ရင်ပြယူလောင်းကျွန်တော်ဂျူကန်ုံ30ရိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဖြတ်ကန်လိုက်မယ်အဲ့ကြောင့်ရှင်ဒိုင်မိတ်လောက်ပြီးပြတ်သွားတယ်ဒါအားလေးဒိုင်မိတ်ကျွန်တော်မှအိုင်တမ်ဆက်ထားလို့ပေါ့နော်ကျွန်တော်နောက်တစ်ချက်ကပါတယ်နောက်တစ်ချက်ကတော့6မှာရေးသေးဆုံးဖြစ်တဲ့1 flick ကိုဘယ်လိုပေါက်အောင်လဲ1 flick ပေါက်ရမှာဖြစ်ပါတယ်ဒီကုန်းလုံးစုကြတာပြီးရင်1 flick ကနေဒါတော့ရမ်းလွယ်ပါတော့โอเคကျွန်တော်ပြပြမယ်ဒီကုန်းလုံး30ကိုတရားတော့ပြီးရင်1လေးကိုချိန်တာပြီးရင် flick လေးကိုချလိုက်ဒါဆိုရှင်တော့1 flick ရပြီပေါ့ဗျာโอเคဒါဆိုရင်ကျွန်တော်နောက်တစ်ဆင့်ထပ်ပြောပြရအောင်ဗျာနောက်တစ်ဆင့်ကတော့6ရဲ့အရေးကြီးဆုံးဖြစ်တဲ့80 flick လေးဖြစ်ပါတယ်ဆိုတော့80 flick ကိုကျွန်တော်တို့ဘယ်လိုသုံးကြမလဲ80 flick ကိုသုံးတာကိုရမ်းလွယ်ပါတယ်အဓိကတော့ကိုယ့်ရဲ့လက်ပါပဲ flick ကသုံးရတာရမ်းလွယ်တဲ့အတွက်ရပြောစရာမလိုပါဘူးဒီကတော့80လေး flick ကတော့ထားပါပဲဆိုတော့မှာဆိုရင်80 flick ကဆိုတော့ကိုအဓိကကိုယ့်ရဲ့ flick ကတွားပုံနေပြပါတယ်ဆိုတော့ကိုဘက်ကန်ရွေးရှင်ကိုဘက်ကန်သူ့ဘက်ကန်ရွေးရှင်သူ့ဘက်ကိုကန်ထုတ်လိုက်ပါအဲ့ဒါအကောင်းဆုံးပါပဲโอเคဆိုတော့နောက်တစ်ဆင့်ကတော့ပါလဲဆိုတော့နောက်တစ်ဆင့်ကတော့6မှာရေးစုဖြစ်တဲ့80 week over ဖြစ်ပါတယ်အဲ့ week over 80ပေါ့နော်โอเคဆိုတော့ week over 80ကဘယ်လိုလဲဆိုတော့ကျွန်တော်တို့80သုံးမယ် week over channel ပြည့်ရှင်80လို့ပြန်နေ yes ဆောင်းရလေပါတယ်ကို week over ထားလက်ပုံမျိုးတွေပေါ့နော်80နဲ့ week over နဲ့ပြည့်ရှင်လက်ပြရပါတယ်โอเคဆောင်းရလွယ်တယ်ပေါ့နော်အဲ့လိုပြင်မှာကိုက83လိုက်ပြီး week over ကြိုက်လို့ပြလို့ရပါတယ်ပြီးတော့ကိုလက်ဘယ်လောက်မြန်ပို့လဲမူတည်ပါတယ်โอเคဆိုတော့နောက်တစ်ဆင့်ပြောပြမယ်နောက်တစ်ဆင့်ကဘာလဲဆိုတော့ချောင်းရည်ကျိုးဖြစ်တဲ့တော်ရီကိုပါတော်ရီကိုကလည်းကျွန်တော်ပြတယ်ပြီးဆောင်းရလွယ်ပါတယ်ဘာလို့လွယ်လဲဆိုတော့83 week over share ပြီး2ချက်3 week over share ပြီးရှင်တော့ရပါပြီဆိုတော့တကယ်လွယ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တော်ရီကိုကလည်းအဲ့တိုင်းပါပဲ2 1 B flag ကဆိုတော့နည်းနည်းတော့ခက်တယ်တို့ချင်းတော့ရမ်းခက်တယ်ပေါ့နော်ကျွန်တော်လည်းတို့ချင်းရမ်းခက်ဘူးလေဒါပေမဲ့ရတင်းနဲ့တောက်ပါလိမ့်မယ်ရတင်းလိုက်ပါကျွန်တော်တော်ရီကိုတော့တကယ်ကိုင်းမလုပ်တတ်တော့ yes sir okay ဆိုတော့နောက်တစ်ဆင့်ရပါလေဆိုတော့နောက်တစ်ဆင့်ကတော့ချောင်းရဲ့ free sign တွေကတစ်ခုဖြစ်တဲ့တပည့်တက်ကိုဘယ်လိုလုပ်အောင်ပါလဲတပည့်တက်ကတော့ရှင်းပါတယ်ကျွန်တော်ဒီမှာဒီနေနောက်က beauty flag ကနေတပည့်တက်ရပါပြီဒါရက်နဲ့ရှုပ်တယ်ပေါ့နော် okay ဆိုတော့တပည့်တက်ကိုချားနေပါပြပါမယ်ကျွန်တော်လူလာနေတာအများဆုံးနေအောင်ပြတော့ဆိုတော့ခံတော့6လောင်း okay ဒီနားလေးမှာကျွန်တော်တပည့်တက်ပြမယ်ဟုတ်လားရန်သူချလိုက်ရန်သူလာပဲထားပါမယ်ပြီးရင်ကျွန်တော်နေရာလေးကိုထိုင်ပြီးရင်တိုင်းတပည့်တက်ကအရေးကြီးဆုံးချက်ကနေရာကိုထုတ်ထားဖို့နေရာဒီလိုမျိုးထားပါမှားပါမရပါဘူးအဲ့လိုမျိုးမထားဘဲနဲ့ကိုကဒီလိုမျိုးကြီးကျုံနေမှာဆိုရှင်တော့ရမှာမဟုတ်ပါဘူးဆိုတော့တပည့်တက်3ညလို့ရှင်တော့တရားတင်လို့ပြောချင်ပါတယ်โอเคဆိုတော့နောက်တစ်ဆင့်ပြောလိုက်ရနောက်ဆင့်နေရတော့6မှာရေးစင်းလုံးဖြစ်တဲ့ gain set ဆိုပြီးရဖြစ်ပါတယ် gain set ဆိုတာပါတယ် gain set ဆိုတာဘာလဲဆိုတော့ရေလူကကိုယ်ဘာလုံးလဲဆိုတော့ကိုကကြိုပြီးတော့ခံမှန်းနိုင်တော့ဖြစ်ပါတယ်ဥပမာပြကျွန်တော်ပြမယ်ဥပမာကြည့်ကျွန်တော်ယူဆောင်ကပေါ်လိမ့်မှာကျွန်တော်ကဒီကောင်ဘယ်နာလာမလို့ဆိုတော့ကျွန်တော်ကြိုတည့်ရဗျာကြိုတည့်တဲ့မှာစောင့်နေတယ်ကျွန်တော်တူတာပြီးလာပြီးဆိုရှင်ကျွန်တော်ဖြတ်ကန်လိုက်မယ်ဒါလို့ကျွန်တော် gain set လို့ခေါ်ပါတယ်တွေးခါသူဘယ်နောက်သွားမလဲသူဘယ်နားမှာဘာလို့လုပ်မလဲဆိုတော့ကိုကကြိုတင်နေအောင်လေကွာဥပမာရှင်းပြမယ်လို့ကျွန်တော်ကြောက်ခိုင်းတယ်မှာကျွန်တော်တစ်ကောင်ကျွန်တော် enemy ဟွာနဲ့တွားထည့်လိုက်အောင်ဒီမှာဒီကတစ်ကောင်ကျွန်တော်လွတ်လိုက်မယ်ဟိုပြည့်ရှင်ကျွန်တော်နောက်တက်ဆောင်နေမယ်ဗျာโอเคဒီမှာဆိုရှင်ကျွန်တော်စိတ်ကလူတိနေဗျာဒီကောင်လာမယ်ဆိုတော့တိနေတော့ကျွန်တော်ဒီမှာဆောင်နေပြည့်ရှင်ဒီလောက်ရှင်ကျွန်တော်ပြည့်ရှင်ကျွန်တော်ဒီဆောင်လေးပါလေးခေါ်လာလိုက်ဆောင်းရလေပါတယ်ဟိုကျွန်တော်ပန်းလေးရှင်းပြရတယ်ညောင်းနေဗျာကျွန်တော်လက်တွေ့ပြမယ်ကိုကျွန်တော်6ဝိုင်းတစ်ပွဲတောက်ဆောက်ပြမယ်ဗျာ let's go ကဲဒါဆိုကျွန်တော်ဘိုင်းဝဲတွေရောက်ပြီဗျာကဲကျွန်တော် share ရိုက်ပြီးပြီပွဲစားကျွန်တော်ထုတ်လိုက်မယ်တောက်မယ်ဒီလိုနေဒင်းရှင်းမယ်လို့ကျွန်တော်ဘက်ကခရီးကိုတက်ကတ်ထားလို့ရှင်းပါခရီးကခရီးရှင်းဖို့ပဲဒီကတွေ့ပါဗျာဒီမှာဆိုရင် level 2ရတယ်ဒီကောင်ကြိုက်ပြီးတော့ဒုခလိုက်ပြီးစိတ်ဒုခလိုက်ပြီးဗျာ pressure လိုက်ပြီးအဲ့လိုပြီးလို့ရှိရင်ဒီကောင်တောက်ရပြန်ထွက်ချင်တော့ဒီကနည်းနည်းလေး pressure ပေးတယ်โอเคရပြီရှင်ကျွန်တော်တို့တရားတော့မှာကျွန်တော် software တောင်းလိုက်ပြီဆိုရှင်တော့ပြတ်တယ်က flag ပေးလိုက်တော့ဒီမှာ flag မှာပေးတိုက်လို့ဆိုရှင်တွေ့ရကိုင်းသွားနိုင်တယ်โอเคခါရိုးလာမှာ 4K ဝင်တော့ 4K ဝင်တာလည်းခါရှုံးပြီ 4K ဝင်โอเคဒါစပြန်ရအောင်ကြားရစပြန်ရအောင်ကွာဒီကောင်စပြန်တော့ကြောင်းပြောK လုံးရိုက်ဖို့တော့ကြားလာဟာK ရဲ့ကြားပြီအဲ့ဆိုရှင်မျိုးโอเคညီလေး short နေတော့စပယ်နဲ့ပြတောင်းမှာစပယ်နဲ့ပြတောင်းပင်းရမကောင်းဘူးကြည့်တယ်ပင်းုံကြည့်တယ်ဆိုစိမ့်လိုက်နေလိုက်ပြလိုက်ဖြစ်နေโอเคရောမဖလကပြီးပါရကိစ္စမရှိဖလကပြီးပါလို့ရှင်တို့တီးပြီးလေကျွေးကလို့ရှိရကိုကြီးမှာ short for black အလေအစီပဲရလွယ်ပါလေကြည့်တော့ရရှင်တော့နည်းနည်းလေးပတ်ဖန်လိုက်ပြီပေါ့နော်ဘူကြီးကောင်းတယ်
โอเคမှာဆိုကိုရဲ့ area ပါပြီမခန့်နိုင်ကြီးလေးမခန့်တာမခန့်မျိုးရာတူတူပြီလာပြီလားရှော့ဟောရေးအေးမျိုးရှိတာမသိဘူးရှော့ပြီထင်တယ်ရှော့ဟေးငါဝီကောပြသွားတာဟုတ်ပြီဝီကောပြသွားတဲ့ကောင်လေးကတော့တေးဖို့ပြန်ပါလာပြီတော့ဟာရှော့မှာ yes အေးမျိုးဟောကောင်ဝမ်းကုန်သွားတာငါအေးမျိုးသုံးနေအေးမျိုးမလို့နော်โอเคတော့တေးလောက်လာမသိဘူးအဲ့ဒီ flag ဟိုတော်လေးရောက်ကွာအဲ့ဒါဂိမ်းဆန်လို့ခေါ်တယ်ညီလေးအမဂိမ်းဆန်အဲ့ဒါဂိမ်းဆန်လို့ခေါ်တယ်မှားဝါစိတ်လို့တဲ့ဟုတ်လားအဲ့ဒါဂိမ်းဆန်လို့ခေါ်တယ်ရောက်ရေးမကြီးတဲ့ပေါ်နေအောင်မမြင်တာလည်းမဟုတ်ဘူးဒါကိုမင်းကမထုတ်ဘူးလားဟာညီလေးကိုကြီးမအိမ်မရှိဒါပေမဲ့ညီတို့ရအောင်တက်ပြမယ်ရှော့မှာကဲမင်းဖွတ်တမ်းမင်းနဲ့ညီလေးဖွတ်တမ်းမင်းနဲ့ရဟိုဘောကြိုးတော့အဲ့ကောင်တူးလာတယ်ဒါပဲအဲ့ဒါကိုဂိမ်းဆန်လို့ခေါ်တယ်ညီလေးတို့โอเคရောက်3ခါတော့တည်ပါဒီကောင်ဒါတော့နောက်ဆုံးကီးနိုင်လို့ရှင်တော့ကျွန်တော်ပွဲရပြီးရောဗျာဒီကတော့ဆောက်လို့ရတုံးတာရ1 flick ကတော့ဝင်ပေါက်မယ်နော်1 flick ကအဲ့လိုလေးတည်ရတော့ပြီးရှင် double ပေါ့အထားလေးပဲမပြတ်ဘူးဒါပေမဲ့မလောက်ဘူးရကိစ္စမရှိဘူးတာဝါလေးကိုကံမထည့်ဘူးဗျမ်းမထားရလောက်တာဒီချောင်းကိုက်လေးပါလာယူပါနော်ကိုကြီးဗီဒီယိုလေးပါကြည့်ချောင်းကိုက်လေးပါလာယူပါရှော့သေးလိုက်တော့ okay 4K ပြီးသွားပြီပါဆိုရှင်တော့ပွဲရဆွဲနာခေါ်လေးရဆွဲနာမခေါ်ဘူးလားတို့ 4K win လေး brother ရေ 4K win လေးဆွဲနာမခေါ်လားဟာရစတော့မပြန်တော့ဘူးတော့အဲ့လိုမျိုးဆိုရှင်ငါဘာဆွဲမရှိဘူးနော်ရ 4K win လို့ပြောပြီးရမင်းတို့ခေါင်းနေငါတို့ 4K win ဆိုငါအရှုံးပေးရပဲကြိုက်တာညီလေးရဲ့ရအတေးရိုက်ပြီးငါစီးကဲမှလိုက်မလာတော့ငါတော့ရချိုးတော့ဆောက်တယ်ဘာကြီးဆောက်တုံးလားဘာကြီးကိုဆောက်တုံးနေရလေရော့အောင်မလှလေးပဲစပ်ပဲလူကြည့်တုံးဆိုပဲလူကြည့်တုံးဘာကြီးဆောက်တုံးနေရလဲညီလေးရဲ့ညီလေးမင်းကဂိမ်းစီးကန်းကိုလိုက်နာညီလေးနော်ယောက်ျားဆိုပြောတဲ့စကားကိုတီးရတယ်တီလား6ကတေးသွားညီလေးကေရမထွက်ခဲ့ငါတောက်ချုံးမှာရအောင်စီးကန်းမှာနားမလိမ့်မင်းကိုယ်လည်းစီးကန်းရေဖောက်တာဂျူကန်တို့တလွဲတွေကြပြီလားနော်ချောင်းကလေးပါလာယူညီလေးကန်လည်းမပြတ်ဘူးညီလေးမပြတ်မသိဘူးမသိတော့ကနည်းနည်းလေးလိုပါကွာဂျူကန်တို့စီမထွက်လိုက်ငါတောက်ချုံးမှာလာထွက်ခဲ့လားအဲ့လိုထွက်ရိုက်မှာမသိပါဘူးခွိပြည့်တေးမကောင်းဘူးကောင်ဒါခွိပြည့်တေးမကောင်းโอเคရအဲ့လိုတောက်ချိုးရတယ်မဟုတ်ရှင်ကျွန်တော်ကပြင်ပါသေးတယ်ဟောဘိုင်မပွဲမှာစီးကန်းဆိုတာရေးကြီးတယ်ကိုပြောတဲ့စကားကိုတီးနော်မဲတောင်းဘာမပြောနေရမင်းကိုလည်းစီးကန်းလိုက်နာတာမဟုတ်နော်မင်းတို့စီးကန်းလိုက်မလားငါစီးကန်းလိုက်မလားဒါပဲရโอเคဆိုဘိုင်မပွဲလေးတဲ့လှလေးဆော့ပြီးသွားရောဗျာညနေငါထော်ပြီးကိုပြအခန်းချန်ခဲ့တယ်โอเคတွင်းနေဖလီစတိုင်းထွက်ပြီးကိုပြမယ်ကွာဒီမှာရှိုးလိုက်တော့ရော့မှာထွက်ပြီးကိုလေးအလားလေးပဲဟလေโอเคဆိုတော့ဒီခန့်ငါဘာလို့ခြံခဲ့လဲဆိုတော့မသိတော့ဘူးကွာလို့နေပဲကျွန်တော်ပွဲလေးကနိုင်ရရှိပါတယ်ပေါ့ဗျာဆိုတော့ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲကျွန်တော်အနေနဲ့စနေနေ့မှာဗီဒီယိုတင်ပြတဲ့တော့လေတောင်းနေလို့ဗျာဒီနောက်ထပ်ဗီဒီယိုမှာတွေ့ကြမယ်ဆိုတော့အားလုံး bye bye like ကမ်းဆက် channel ကို like subscribe လုပ်မမေ့ကြပါနောက်ထပ်ဗီဒီယိုတွေမှာဘယ်လို hero တွေကိုဘယ်လိုမျိုး guide လုပ်ရမလဲဆိုတာကိုလည်း comment မှာပြောပြလို့ရပါတယ်ဆိုတော့အားလုံး bye bye